ပြည်သူများအလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်စုံပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာဂါရဝပြုပါရခင်ဗျာကျွန်တော်တို့ရဲ့စကားတက်ပညာဆိုတဲ့သင်တန်းစီစဉ်ကပြည်သူနဲ့တော်တော်လေးရင်းနှီးခဲ့ပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဒီစီစဉ်ကနေပြီးတော့ဓမ္မဒုဒဆရာတော်ဒေါက်တာအရှင်စေကိန်းနာကစကားအရာမှာလိမ္မာကျွမ်းကျင်မှုအနည်းနဲ့များစွာကိုဆွေးနွေးပြီးတော့မိန့်ကြားပေးနေခြင်းဖြစ်ပါတယ်ခင်ဗျာဒီစီစဉ်မှာဆရာတော်ရဲ့ဆွေးနွေးမိန့်ကြားမှုတွေပါဝင်တင်ဆက်ကြတဲ့သင်တန်းသားသင်တန်းသူတွေရဲ့ဆွေးနွေးဖြေကြားမှုတွေကတဆင့်ကျွန်တော်တို့စကားအရာမှာလိမ္မာကျွမ်းကျင်လာရမယ့်နည်းလမ်းအသွယ်တွေကိုကျွန်တော်တို့လေ့လာမှတ်သားခွင့်ရခဲ့ကြတာဖြစ်ပါတယ်။အဲ့လိုမျိုးလေ့လာမှတ်သားမှုတွေကတဆင့်ကျွန်တော်တို့ရဲ့လက်တွေ့ဘဝမှာလည်းကောင်းမွန်စွာဖြင့်အသုံးချနိုင်မယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်ခင်ဗျာ။ဒီနေ့မှလည်းပဲစကားတက်ပညာဆိုတဲ့ခေါင်းစဉ်အောက်မှာဓမ္မဒုဒဆရာတော်ဒေါက်တာအရှင်စေကိန်းနာကဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းလာတဲ့စကားတက်ပညာတွေကိုဆက်လက်ပြီးဆွေးနွေးမိန့်ကြားပေးအောင်မလဲဆိုတာကျွန်တော်တို့အားလုံးပဲအတူတကွနာယူမှတ်သားကြအောင်ပါခင်ဗျာ။ဖြေစရာမလိုတဲ့နီးပြောမယ်ဖြေစရာမလိုတဲ့နီးဟာမေးစရာမလိုအောင်ပြောတဲ့နီးကိုမေးမဲ့မေးခွန်းဟာမေးခွန်းက2မျိုးရှိပါတယ်3မျိုးရှိတယ်ရတယ်4မျိုးရှိတယ်ရတယ်အကျယ်ချက်ပြောလို့ရတယ်2မျိုးပဲလွယ်လွယ်ပြောရင်မသိလို့မေးတာ1မျိုးသိရတာနဲ့မေးတာ1မျိုး2မျိုးမသိလို့မေးတာကအသိဉာဏ်နည်းတဲ့သူတွေကမေးတာသိလို့မေးတာကအသိဉာဏ်ကြီးတဲ့သူတွေကမေးတာအဲ့တော့ဘာလုပ်ရမှာလဲဆိုသူများမမေးခင်ကိုယ့်ကိုမေးပါသူများမမေးခင်ကိုယ့်ကိုမေးပါသူများအဖြေမရခင်ကိုယ့်ကိုဖြေကြည့်စကားအတတ်ပညာဆိုပြီးတော့သင်္นานသဘောပြောခဲ့တာအချိန်ချင်းရှိလာအချိန်များလာပြီပေါ့စကားအတတ်ပညာပြောလို့လည်းမကုန်သင်လို့လည်းမကုန်နားထောင်လို့လည်းမကုန်သင်ယူလို့လည်းမကုန်သင်ပေးသင်ယူလို့ရတဲ့အတတ်ပညာရှိတယ်လို့တချို့သင်ပေးသင်ယူလို့မရတဲ့အတတ်ပညာမျိုးလည်းရှိတယ်သင်ပေးသင်ယူလို့တက်တဲ့အတတ်ပညာမျိုးသင်ပေးသင်ယူလို့မရနိုင်တဲ့အသိပညာမျိုးအတတ်ပညာနဲ့အသိပညာတွေကိုအဲ့လို2မျိုးခွဲလိုက်ချင်တာအတတ်ပညာဆိုတော့သင်ပေးလို့ရတယ်လောကမှာအတတ်ပညာအတတ်အင်ဂျင်နီယာအတတ်ဘာအတတ်ညာအတတ်ကြဒီတယောက်စီကတယောက်အသိတရားကြတော့သင်ပေးရုံနဲ့မရအောင်ပင်ကိုအတိတရားဓာတ်ခံကလည်းရှိရတယ်တချို့အတတ်ပညာတွေကအတတ်ပညာတသက်တင်မဟုတ်ဘူးအသိပညာတွေလည်းရှိတယ်ပါလာတယ်အသိပညာလို့ပြောရင်ခံစားချက်တွေရောဗါတွေရောပါတာပေါ့လေဆိုတော့ပကြီးဆိုရင်အတတ်ပညာတွေမကတော့တောင်းအောင်သင်လို့ရပြီမဲ့ဖုံဖုံလို့တီးကောင်းတော့ဆွဲမတတ်တဲ့သူတွေတပုံကာတွန်းပညာဆိုလဲတောင်းအောင်သင်ပြီးလို့ရပြီမဲ့အသိပညာပါလိဒီပူပြီးတော့ပြည့်စုံနေတယ်အဲ့တော့အတတ်ပညာထဲမှာကိုအသိပညာကပါဠိကောင်းလေလေအသိပညာထဲမှာလည်းပဲအတတ်ပညာလက်တွေ့ပါဠိလေးကောင်းလေလေပေါ့အဲ့ထဲမှာမှဒီစကားအတတ်ပညာဆိုတာကစကားအတတ်ပညာလို့ပြောပြီးမှစကားအသိပညာလည်းပါတာတချို့စကားတွေသင်ပေးလို့မရအောင်ပြောတတ်အောင်သူကိုယ်တိုင်သိလာမှရလာတာတွေရှိတယ်တချို့စကားတွေကြတော့တက်အောင်သင်ပေးလို့ရတယ်ကျက်တူရေးတောင်သင်ပေးရတာပဲဆိုတာမျိုးပေါ့ဒီလိုပြောလိုက်ဒီလိုပြောလိုက်ဆိုတော့ပြောတတ်အောင်သင်ပေးလို့ရပြီမြဲအချိန်နဲ့အချိန်ခါတွေကြည့်ပြီးတော့ပြောတဲ့မပြောတဲ့သိဖို့ကြတော့အများကြီးလိုသွားတယ်အဓိကတော့အတတ်ပညာစကားအတတ်ပညာမှာအတတ်ပညာအထက်ဘုံဘုံကအသိပညာကိုပို့ပြီးတော့ရောက်စေခြင်းတယ်အတတ်ပညာလည်းပါတာပေါ့ကောင်းအောင်ပြောမယ်တရားနဲ့အညီပြောမယ်ချစ်အောင်ခင်အောင်ပြောမယ်အမှန်တိုင်းပြောမယ်ဒီ4မျိုးစကားကောင်း4မျိုးလို့ခေါ်တာပေါ့လေမှတ်တယ်
မှတ်တာကိုသဘောမကျတာမဟုတ်ဘူးမှတ်စောက်ထဲမှတ်ရင်စောက်ထဲရှိတယ်ဆိုတဲ့စိတ်ဟာပါသွားတယ်ကိုယ်စိတ်ကိုယ့်ကိုဘလို့မှစိတ်ထဲမှာနှလုံးသားထဲမှာမှတ်တယ်ဆိုတာမရှိတော့ဘူးဖြစ်သွားတယ်ဘုံကတကယ်ပြောရင်ဟိုကိုလိုပဲဖြစ်ရမယ်လို့တော့မပြောပါအဲ့မှတ်တာကြီးကိုဝါသနာမပါမှတ်တာကြီးကိုဝါသနာမပါဟိုစကားကောင်းလို့ကောင်းတဲ့စကားတို့တရားနဲ့ညီတဲ့စကားတို့ချစ်စရာစကားတို့မှန်တဲ့စကားတို့ဆိုတဲ့နေရာဒီလေးမျိုးကတော့ပြောလို့အကျက်ချက်ပြောလို့မကုန်နိုင်ဘူးပေါ့ဒါစကားပြောတဲ့အခါမှာဘုံမနုကွာကိုပြန်ဆန်းစစ်ပါတယ်အင်းညောင်ညောင်ချွဲပြောတာကိုမုန်းခဲ့လို့လားမသိဘူးဘုံစကားပြောရင်အင်းညောင်ညောင်မပြောတတ်ဘူးအကြောင်းကြောင့်လို့ပြောဆိုပြောတတ်တာပေါ့ဘာခက်တော့ဒါအင်းညောင်ညောင်ပြောတာများအဲ့လိုပဲသုံးသလားအင်းညောင်ဆိုဘယ်လိုပြောတို့အညာကတော့တောသားဆိုတော့ကိုယ်စကားမသုံးတတ်ရင်တော့နားလည်ပြီးပေါ့ဘယ်လိုသုံးကြလဲအဲ့လိုအင်းညောင်ဆိုတာဘာလို့အင်းညောင်ဟမ်ပတ်ချွဲနဲ့ချွဲအင်းညောင်ပတ်ချွဲနဲ့ချွဲဟုတ်ဘူးမတူဘူးနော်အင်းညောင်နဲ့ပတ်ချွဲနဲ့ချွဲနော်မတူဘူးမလားပေးတဲ့ထောင်ကမိုက်မတူဘူးတဲ့ပြောတယ်လို့မိုက်ပေးလိုက်ပြဘာမတူဘလို့မတူတာလဲဒါပြောအင်းညောင်ပြောတဲ့ပုံစံကြတော့ကြားဘူးတယ်နော်ဒီအင်းညောင်ကြားဘူးတယ်ဟုတ်တယ်အဲ့လားဟိုအမြင်မပြည့်သူကဒလဇက်သူကပြောတဲ့ပုံစံတစ်မျိုးလို့တပည့်တော်ထင်ပါဗျာဟိုပတ်ချွန်းတဲ့ချက်ကြတော့တယောက်ကတော့ဒီတယောက်ကိုဟိုသူပြောချင်တဲ့စကားအထက်ကိုစကားကိုဖြော့ပြီးတော့ပလီပုံစံမျိုးပြောတဲ့ပုံစံမျိုးပလီတာပါလာပြီနော်ပလီပလာတွေပါလာတယ်အဲ့လိုမျိုးမတူဘူးလားပလီပလာရဲ့အင်းညောင်ရဲ့ပတ်ချွန်းနဲ့ချွဲရဲ့တပည့်တော်ဟိုပတ်ချွန်းနဲ့ချွဲနဲ့အင်းညောင်တော့မတူဘူးလို့သိပါတယ်ဗျာပလီပလာကတော့နောက်တစ်မျိုးတိုးတာပေါ့ကဲပေးလိုက်ဟိုတယောက်ပေးလိုက်ခဲ့ပြောမဟုတ်ကိုပြောလေအောင်မကိုမိုက်ကြိုင်တာလေရတထိုင်နေဟုတ်ပြီအဲ့အင်းညောင်နဲ့ပတ်ချွန်းနဲ့ချွဲနဲ့ပလီပလာနဲ့အင်းညောင်ပြောတဲ့နီးရကြတော့ဟုတ်ပြီဖုန်းထဲမှာကောင်လေးကကောင်မလေးကကောင်လေးကိုချွဲနေတဲ့အတန်လို့ပုံစံမျိုးပြောရပါတယ်ဟာအဲ့လိုကြီးလားဟုတ်ဖုံးမသိတဲ့အင်းညောင်ကအဲ့ဒီဟာတွေမပေါ်သေးဘူးဖုံးမပေါ်သေးဘူးအပြင်မှာဆိုရင်လည်းသားသမီးကမိဘကိုချွဲတဲ့ပုံစံလေးတွေပေါ်ပါတယ်အဲ့ဒါဆိုပတ်ချွန်းနဲ့ချွဲနဲ့တူတဲ့ဘက်ရောက်မှာပေါ့ပတ်ချဲနဲ့ချဲတော့တော့မတူဘူးဗျာပတ်ချဲနဲ့ချဲကလုံးဝယူသားပြောတာဒါကနည်းနည်းမယူမသားပါတယ်အင်းညောင်ဆိုတာဟိုနဲ့ပြောဘလို့ပြောဟိုကနေမတထပြောလိုက်မင်းရတခါသူနဲ့အထိပ္ပယ်ပေါက်ဖို့ချင်းမတူဘူးနဲ့တူတယ်ဟုတ်လားတပည့်တော်လည်းအဲ့လိုထင်တယ်တပည့်တော်ပြောတဲ့ပုံစံကတော့အင်းညောင်ဆိုတာကတော့သူစကားပြောတဲ့ခါကျရင်သူကအမြင်ပြောလက်ဆက်ကိုသူကပြောရတယ်ဟိုပတ်ချဲနဲ့ချဲကြတော့သူကလူတယောက်ကိုစကားပြောတာကိုဟိုသူပုံစံပြောချင်တာစကားထက်ကို तू ကချွဲပြပြပြောတဲ့ပုံစံမျိုးလို့တပည့်တော်ချွဲပါတာဟုတ်ပါချွဲနိုင်ချွဲအဲ့လိုမျိုးလို့ထင်တယ်မှာအင်းညောင်တော့မတူဘူးလို့သိတာဟုတ်လားအဲ့လိုလားကတမီးတွေပေးဆန်ကွာမင်းတို့ကြိုက်တဲ့ဟိုဟာကြိုက်တာဆိုတာဟိုစကားပြောခိုင်းနေတဲ့သူကိုပြောတာနော်ပြီးတော့တယောက်ကအင်းညောင်ပြောပြတယောက်ကပတ်ချွဲနဲ့ချွဲပြောပြလို့ဟုတ်ပြီဖုံးဖျားအင်းညောင်ဆိုတာကြတော့စကားပြောတဲ့အခါမှာမပြတ်မသားဖြစ်တာပေါ့နော်မပြတ်မသားနဲ့လူရင်းတူရှင်ကိုမရောက်တာပါဖေ။ပတ်ချမ်းနဲ့ချဲကတော့ဟိုအကုန်လုံးတော့တည်ပါတယ်ဟိုမသိလို့မေးပါတယ်ကျွန်မတို့အကုန်လုံးလည်းပတ်ချမ်းနဲ့ချဲကြတော့ဒီစကားပြောမဲ့ဥစ္စာကိုဘယ်လိုပြောမလဲသူလိုချင်တဲ့ဥစ္စာကိုပေါ့နော်မရရအောင်ပြောတယ်ဟိုချွဲလို့ရှိရင်များရမလားဟိုနူးညံ့ရင်များရမလားဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အဲ့လိုမျိုးပြောတယ်လူထင်တာပဲဖုန်းဟုတ်ပြီထင်တာပဲပိတ်သွားကဲဟုတ်ပါတော့ပြောအင်းညောင်ပြောတာရှင်များကိုလေးနဲ့ဟိုလိုတာကိုဆွဲပြောတာလို့ထင်ပါတယ်ဗျပတ်ချွဲနဲ့ချဲပြောတာချွဲပစ်ပြီးတော့ဝေးဝိုက်ပြီးပြောနေလို့ထင်တယ်ဗျဟုတ်လားအေးအဲ့လိုဟိုတယောက်ကခေါင်းခါတယ်မဟုတ်ဘူးတဲ့ပေးလိုက်အဲ့ဒီအင်းကြီးအပြာပေးလိုက်ဟုတ်ပြီ
အင်းညောင်အင်းညောင်ဆိုတာမပြူတပွင့်မအောင်တပွင့်မပြောဘယ်လိုလဲမသိ ဘယ်လိုမပြောတော့မအောင်တော့သူများပြောတာအင်းညောင်းဆိုအဲ့လိုမှသူကလာကြတယ်အင်းညောင်းဆိုတာဆိုတော့တကလုံးနဲ့ပြောဟန်နေမကြိုက်ဘူးလေ ဘူးဒီလိုလဲဖုံဖုံလိုပဲဖေတဲ့ပဲ အဘောက်ဘုံကဒဲလို့မဟုတ်ဘူးဟောမ မမပဲလို့ပြောတာပဲဘယ်လိုပြောမလဲအင်းညောင်အင်းညောင်ဆိုတာဘယ်လိုပြောမလဲဆိုတော့ပုံမွင့်လေးမရှိရဘယ်လိုပြောမလဲပြပြတသားမရှိရလို့ထင်တယ်ဖေပြီးတော့နောက်တစ်ခုပါပါတော့ ပတ်ချွဲနဲ့ချွဲအခုပြောတဲ့စကားကိုပြောမြန်စကားကိုမမှတ်မိဘူးလေဒီအသက်အရွယ်နဲ့ ပတ်ရွှဲနာရွှဲဆိုတာကြတော့ဘယ်လိုပြောမလဲဆိုတော့ရိုးသားတာမန်လေတန်နဲ့ပြောရင်တော့မရနိုင်ဘူးထင်ပြီးတော့အဲ့လိုမျိုးပတ်ရွှဲနာရွှဲနည်းနည်းပါးဝေးဝါပြီးတော့အဲ့လိုမျိုးပြောတဲ့လေတန်နဲ့ဆိုရနိုင်မယ်ထင်တဲ့ပုံစံမျိုးပြောတယ်လို့ထင်ပါတယ်ဖေ။ ခေပြောဘယ်သူပဲရောက်တော့ဟိုကမိုက်တယ် ဟွာအင်းညောင်ကြတော့သူအကျင့်ပဲပေါ့နော်တချို့ကြတော့လည်းအဲ့လိုပဲစကားကိုမမထင်တဲ့ပုံမှန်လိုပဲမပြောဘဲနဲ့အင်းညောင်နဲ့ပြောတာပေါ့ပတ်ချွတ်နဲ့ရွှဲကြတော့ခုနမှပြောလို့ပဲသူလိုချင်တာကိုလိုချင်တဲ့အချိန်ကြောက်လို့ရှိရင်ရအောင်မရအောင်မျိုးဟိုနီးပရိရဲ့တုံးပြောတဲ့ပုံစံပေါ့တပြီးတော့စာမားလေးတင်ရပါတယ် manipulative လို့ခေါ်တယ်ဗျသမီးရဲ့အင်းညောင်းနဲ့တွေ့တာလားပတ်ချွဲနဲ့ချွဲနဲ့တွေ့တာ အတန်းထဲမှာတော့ပတ်ချွတ်နဲ့ရွှဲတယောက်ရှိတယ် အေးဟုတ်ပြီဟိုပြောချင်တာကစကားအတတ်ပညာမှာအင်းညောင်းဆိုတယ်မကြိုက်ကြအောင်ပတ်ချွဲနဲ့ချွဲဆိုတယ်မကြိုက်ကြဘူးလို့အကျမ်းအဖြစ်ပြောရပြီမြတချို့ကအင်းညောင်းပြောတာကိုလည်းကြိုက်တယ်ပတ်ချွဲနဲ့ချွဲပြောတာကိုလည်းခံကျင်တယ်ဒီလိုလူမျိုးလည်းရှိတာပေါ့အဲ့တော့ကိုကဘယ်ပြိဿဘယ်အတိုင်းဝိုင်းနဲ့ကြီးပြင်းလာတာလေဒိုးကနေတောက်ကနေပြိုးကနေပြောက်ကနေပြောတဲ့အတိုင်းဝိုင်းဆိုရင်ကြိုက်ခဲ့ရင်ကြိုက်တာလေးနဲ့ပြောလာတယ်အဲ့လိုဟာမျိုးကိုမကြိုက်ခဲ့ရင်လည်းပဲဆန့်ကျင်ဘက်ခုနပြောတဲ့ပတ်ချွဲနဲ့ချွဲတော့ဘာလို့ဒီပြောလာအဲ့တော့ဘယ်ဟာကောင်းတယ်လဲဘယ်ဟာမကောင်းဘူးလဲလို့ဆိုတော့ကောင်းတာမကောင်းတာတဲ့ဘုံဘုံပြောချင်တာကကို့မှာဘာအကျင့်ပါနေတယ်လေဒီတော့အင်းညောင်းမဟုတ်ဒီတော့ပတ်ချွဲနဲ့ချွဲမဟုတ်ဒီတော့ဒိုးတော့မဟုတ်ဒီတော့ပိတ်တလေးဘေးပြစ်မဟုတ်မဟုတ်ဘူးလို့ဆိုလိုက်တာနဲ့ဟုတ်တာတခုတော့ရှိတယ်အင်းညောင်းပတ်ချွဲနဲ့ချွဲမဟုတ်ဘူးဆိုရင်ဟိုဘက်ကဟာဟုတ်သွားဟိုဘက်ကဟာမဟုတ်ဘူးဆိုရင်ဒီဘက်ကဟာဟုတ်သွားအဲ့တော့စကားတတ်ပညာမှာကိုအကျင့်ပါတာကြီးပဲသုံးတာမျိုးကြတော့အတတ်ပညာမတတ်ဘူးခေါ်တာကိုပြောနေကြပဲပြောမယ်ဟိုပတ်ချွတ်နဲ့ချွဲပြောတတ်တယ်လို့ပတ်ချွတ်နဲ့ချွဲပဲပြောမယ်နေရာကပတ်ချွတ်နဲ့ချွဲလုပ်လို့မရအောင်ဒူတော့ပဲပြောမယ်ဆိုပြန်တော့နေရာကဒူတော့လုပ်လို့မရအောင်စကားတတ်ပညာမှာကိုဘယ်လိုပြောတဲ့လဲဘယ်လိုပုံပြောမလဲဘယ်နည်းပြောမလဲဒါဒီဟာပဲသုံးနေတာဟိုဖုံတို့ထပ်ပြောနေတာဒီအင်းညောင်းကြီးပဲဆိုတော့ကြားလို့မကောင်းတော့အဲ့တော့ဒါရီပဲသုံးဘာကိုကိုပြန်ဆန်းစစ်ရမှာပေါ့ဘလို့သုံးသင့်တယ်လေဘလို့မသုံးသင့်ဘူးလေသူဘာတိတာဆိုတာအပြစ်ကင်းတယ်အမှန်ကတော့အဲ့စကား၄မျိုးလုံးဟာသူဘာတိတာအပြစ်ကင်းတဲ့စကားဓမ္မဝါစာတရားနဲ့ညီတဲ့စကားပိယဝါစာချစ်ဖွယ်ပြောတဲ့စကားဓမ္မသစ္စာဝါစာမှန်တာပြောတဲ့စကားဒီလေးမျိုးတောင်မှချစ်စရာပြောတာနဲ့မှန်အောင်ပြောတာနဲ့ဒါတူမတူတွက်ကြည့်ပေါ့ဒါကိုလက်တွေ့ကျင့်နေခဲ့တာပြောနေခဲ့ရတာပဲတရားနဲ့ညီအောင်ပြောတာနဲ့ချူပြောတာနဲ့အမှန်ပြောတာနဲ့ဒါလေးတည်းတော့တစ်ခုနဲ့တစ်ခုမတူနောက်အမြဲပြောခဲ့သလိုပဲကိုကဒီစကားအတတ်ပညာတရားအထုတ်သလိုပဲတရားအထုတ်သလိုကိုဖြစ်စေခြင်းနဲ့ဖြစ်စေခြင်းတော့ကိုဘာကိုမုန်းခဲ့တယ်လေကိုဘာကိုကြိုက်ခဲ့တယ်လေဒီအကျမ်းနဲ့အနုပဲပြောလိုက်မယ်လေဟိုဟာကြီးထပ်မပြောတော့ဘူးလေအကျမ်းကိုကြိုက်ခဲ့သလားအနုကိုကြိုက်ခဲ့သလားတဘာဝတရားဖန်ဆင်းပေးထားတာပဲ
အဖေချမ်းရင်အမေနှုတ်တယ်အမေချမ်းရင်အဖေနှုတ်တယ်အဲ့တော့ကိုကဘသူ့ကိုချစ်ခဲ့တယ်လဲအဖေချစ်ခဲ့တယ်လားအမေချစ်ခဲ့တယ်လားအဖေချစ်ခဲ့လို့ရှိရင်အဖေချမ်းတာမျိုးပဲကိုပြောချင်တော့တယ်အမေနှုတ်လို့ရှိရင်အမေချစ်ခဲ့ရင်အမေနှုတ်တာမျိုးပဲကိုကနှုတ်ခဲ့တယ်နှုတ်ချင်တော့တယ်အဲ့တော့ကိုမာကိုကစကားအတတ်ပညာနဲ့ပြောရင်ကိုဘာဝါဒနာပါနေတယ်လေအလိုလိုနေဘာကိုမကြိုက်တယ်လေဘာကိုကြိုက်နေတယ်လေတကယ်တမ်းအတတ်ပညာတစ်ခုကိုသင်တဲ့အခါမှာကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးလေအကျင့်ပါတာမပါတာနဲ့မဆိုင်ဘူးလေဒီအကျိုးရှိအောင်အဆင်ပြေအောင်ပြောကြရတဲ့အခါကြရင်ခဏခဏပြောပါတယ်ခေါင်းဆောင်ကောင်းဖြစ်ခြင်းခံစားချက်ရှိတိုင်းမတင်ရဘူးလို့ခဏခဏပြောတယ်အဲ့ဒါလိုမျိုးပေါ့စကားတစ်လုံးကိုကိုမွေးဖွားရဲရတယ်စကားတစ်လုံးကိုသုံးရဲရတယ်ပြောရဲရတယ်ကိုယ်တိုင်ခေါင်းဆောင်ဖြစ်လိုက်ရင်ခံစားချက်ရှိတိုင်းတင်ဆုံးဖြတ်ချက်မှားမှာပေါ့ခံစားချက်ကိုရှိတိုင်းတင်နေတယ်မြတ်ကာလပတ်လုံးခေါင်းဆောင်ကနေရာပဲဖြစ်မယ်အရေးချင်းမရှိသေးအရေးချင်းမရှိသေးအဲ့တော့ခံစားချက်ဆိုတာလူတိုင်းမှာရှိတာနောက်လိုက်မှလည်းရှိတာပဲခေါင်းဆောင်မှလည်းရှိတာဘာကွာသွားတာတုံးဆိုတော့နောက်လိုက်တဲ့ခံစားချက်ဦးစားပေးတယ်ခေါင်းဆောင်တွေကခံစားချက်ဦးစားမပေး တပည့်တော့စကားပြောတယ်ဗျတငယ်ချင်းတွေနဲ့စကားပြောတယ်တငယ်ချင်းတွေအဲ့လိုမျိုးပေါ့နော်သူကဘာပြောဆရာကြီးဝင်လောက်တာများတယ်ဗျ9ယောက်ဆိုရင်တို့ကအမြဲတမ်းပြောနေကြတယ်သူတို့တက်တဲ့အကြောင်းတွေအမြဲတမ်းပြောတယ်ဗျတပည့်တော့နားထောင်တယ်နားထောင်မင်းကဘာမှမပြောဘူးတဲ့တပည့်တော့ပြောတယ်ငါစာထဲမှာတပည့်တော့ဖတ်ဘူးတဲ့အကြောင်းလေးသူတို့တကြောင်တော့ပြန်ပြောလိုက်တယ်ဗျနောက်လိုက်မလုပ်ဘူးတဲ့လူကအမိန်မပေးတတ်ဘူးလို့အဲ့လိုမျိုးပြောလိုက်တယ်ဗျအဲ့လိုပြောပြီးတဲ့နောက်ပိုင်းမှာသူတို့တွေကအဲ့လိုမျိုးနောက်ဆိုရင်စကားပြောတာဆင်ကျင်သွားတယ်ဗျတပည့်တော့အဲ့ခေါင်းထဲမှာပြန်ပေါ်လို့ပြုံးမိတာဗျဟုတ်တယ်ဘုံမပြုံးတာလေးတွေးလို့တင်ပါဗျပြုံးတယ်ဆိုတော့2မျိုးရှိတယ်လေဒီမှာသဘောကျလို့ပြုံးတာရဲ့နှစ်သက်လို့ပြုံးတာဗျနှစ်သက်လို့ဒီမှာသဘောကျတာမဟုတ်ဗျနှစ်သက်တာဗျရောပြောလိုက်မှာသဘောကျနှစ်သက်ပြီးတော့ကျေနပ်လို့ပြုံးတင်ပါဗျတင်ပါသဘောကျနှစ်သက်ပြီးတော့ကျေနပ်လို့ပြုံးတာတစ်မျိုးတင်ပါရစ်လို့ကိုမရပဲပြုံးသွားတာတစ်မျိုးတင်ပါဗျဟုတ်ပြီသားဟေးဒီလိုပေါ့စကလုံးဒါသားဖတ်ထားလို့တော့မဟုတ်တော့ဘူးသားခံစားရလို့ပေါ့နောက်လိုက်ကောင်းမဖြစ်ရင်ဘလို့မှအမိတ်မနာကြတတ်ဘူးဆိုတာဒါမျိုးလေးတွေပေါ့စကလုံးတွေဘုံမတို့ပြောချင်ပါတယ်ပြောချင်လို့ပဲပြောနေပြီပြောချင်ပါတယ်ဒီတန်းပြောချင်လို့ပြောနေတဲ့ဘုံမတို့ပြောချင်ပါတယ်ဆိုတဲ့စကားဏိဒန်းထဲလိုက်တာလေမတူတဲ့စကားလမ်းကြောင်းကိုပြောင်းတော့မှလို့တော်လို့ပေါ့ဒါမှမဟုတ်သူများလက်ခံတာလူများလက်ခံတာနဲ့လူနည်းစုလက်ခံတာနဲ့မှာလူနည်းစုလက်ခံတာမျိုးဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်အဲ့ဒါမို့ဘုံဘုံတို့ပြောချင်ပါတယ်လို့ဒီစကားလုံးလေးဏိဒန်းပြောရတာအဲ့တော့စကားပြောတဲ့အခါမှာဏိဒန်းပြောတာလိုရင်ပြောမလိုရင်မပြောနဲ့တချို့ကဘာမှမဟုတ်အကျင့်ပါပြီးတော့လေဟုတ်ဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲဟောင်းကနေဆေးပေါ့လေငါဘယ်လိုပြောရမလဲငါဘယ်လိုပြောရမလဲဆိုတော့အကျင့်ပါနေဒါဏိဒန်းပြောတာမဟုတ်ဘူးအဲ့ဒါကစကားအတတ်ပညာမှာအနောက်ရှက်ဖြစ်စေအခုပြောတော့မှစကားလုံးတစ်လုံးပြောတော့မှပြောရမယ့်စကားလုံးကလက်တွေ့ကြုံနေတဲ့ပုံမူတည်တာပေါ့ဘုံမတို့ဟိုတနေ့ကဒါရေအဲ့ဒီစီမီကိုတော်ပူဇော်ပွဲမှာဝုထုတသိန်းလူပေးပါလို့ပြောလိုက်တယ်ပြောလိုက်တော့လူလိုက်တယ်လူပြီးတော့ဖြတ်ပိုင်းလာပြီးတော့3,300ဒါဖုံမုံကတားကို3,000လူခိုင်းတာဖုံမုံဘာလို့3,300လူတာတော့3,000ပို့တယ်ကိုပေးနိုင်ပါတယ်မဟုတ်ဘူးဖုံမုံနဲ့တားတို့တငယ်ချင်း300 1,000 စီ1,000 စီစုပြီးဖုံမုံနဲ့ရောပါခြင်းလို့ကို3,300လူလိုက်တာဆိုတော့ဖုံမုံကဆုံးဖြတ်ချက်ချလိုက်တယ်ဒီသားဟာငါပြောစကားနားမထောင်စေတနာကောင်းတယ်ကုသိုလ်လူကြီးနဲ့ဘာကောင်းတာတွေအများကြီးရှိတယ်ဒါပေမဲ့ဖုံမုံကလူကြီးအနေနဲ့လူငယ်ကိုခေါင်းဆောင်အနေနဲ့နောက်လိုက်ကိုမိဘအနေနဲ့သားသမီးကိုတခုပဲကောက်ချက်ချလိုက်တယ်
ဒီကလေးဟာငါပြောစကားနားမထောင်တွက်ကြည့်နော်အဲ့ဒါဟာမိဘနဲ့သားသမီးကြားမှာဘယ်လောက်ကြောက်စရာကောင်းလဲဆရာနဲ့တပည့်ကြားမှာဘယ်လောက်ကြောက်စရာကောင်းလဲခေါင်းဆောင်နဲ့နောက်လိုက်ကြားမှာဘယ်လောက်ကြောက်စရာကောင်းလဲအဖြူကိုဖြူတူတူလှုပ်ချင်တာလားအမဲကိုမဲတဲတဲလှုပ်ချင်တာလားအနီကိုနီတီတီလှုပ်ချင်တာလားတကယ်တော့မိဘနဲ့သားသမီးဆရာနဲ့တပည့်ခေါင်းဆောင်နဲ့နောက်လိုက်ကြားမှာဘာလေးအရေးကြီးတာတုံးဆိုပြောတဲ့အတိုင်းလုပ်ဖို့ကအားအရေးကြီးတယ်ဒါသားပြောတဲ့စကားနဲ့ဆက်သွားတာခုပြောတာလက်ခံလားလက်ခံပါဘူးဒါပေမဲ့လက်မခံကြအောင်လူအများစုဟာပြောတဲ့အတိုင်းလုပ်တာကိုလက်မခံကြအောင်ခိုင်းတဲ့အတိုင်းလုပ်တဲ့သူကိုလူညံ့လူပြင်းလို့တွက်လာပြီဘယ်တော့ကြောက်စရာကောင်းဒါဖုံဖုံခိုင်းလိုက်တာတသိန်းလူတသိန်း3000ကိုပတ်စံမဟုတ်ဘူးနော်ကုသိုလ်နော်သူတို့ပို့လုပ်တာပဲအကောင်းဆိုးဘက်ကပြောရင်ကောင်းတာလုပ်တာပဲလက်ခံပါတယ်ဒီဘက်ပိုင်းလက်ခံတယ်လို့ဘာလေးပါသွားတော့ဆိုတော့ကိုပြောတဲ့အတိုင်းမလုပ်ကိုပြောတဲ့စကားနားမထောင်ဘယ်တော့ပြစ်မှုကြီးတယ်လဲဘယ်တော့ကြောက်စရာကောင်းသွားလဲတကယ်မိဘနဲ့သားသမီးဆက်ဆံလာမှမိဘပြောတဲ့အတိုင်းသားသမီးပြောတဲ့အတိုင်းမိဘဒီဆက်သွယ်မှုမှာတယောက်နဲ့တယောက်ကအတိအကျလိုက်နာမှာခေါင်းဆောင်နဲ့နောက်လိုက်နဲ့ခေါင်းဆောင်လူကြီးနဲ့လူငယ်နဲ့လူကြီးဆရာနဲ့တပည့်နဲ့ဆရာအဲ့အတိအကျမလိုက်အင်္ဂလိပ်လိုကြဘယ်လိုခေါ်obey ရဟုတ်တယ်မလားမိဘပြောတဲ့အတိုင်းသားသမီးက obey ဖြစ်ရလားဆရာပြောတဲ့အတိုင်းတပည့်က obey ဖြစ်ရလားဒါလေးတအားအရေးကြီးတာအရင်တစ်ခါလည်းပြောခဲ့ဘူးပါတယ်ဘာပြောခဲ့တယ်ဆိုတော့ဟေးဘာလုပ်နေတော့ကျွန်တော်ရေချိုးနေပါတယ်ခမဖြုတ်ကြည့်လိုက်စမ်းပါဟေးဘာလုပ်နေတော့အော်တဲ့လူကဘယ်သူကအော်တာလဲအဖေကအော်တာအမေကအော်တာဆိုရင်ယောက်ျားလေးဆိုကျွန်တော်ပါမှာပေါ့မိန်းကလေးဆိုကျွန်မပါမှာဟေးဘာလုပ်နေတော့ကျွန်တော်ရေချိုးနေပါတယ်ခမရေချိုးနေပါတယ်ခမအဲ့ဒါဖြုတ်လိုက်ခမတို့ရှင့်လို့ဖြုတ်လိုက်ခမတို့ရှင့်လို့မပိုင်ဘယ်တော့ရိုင်းသွားတော့တို့မြန်မာနိုင်ငံရဲ့တို့အရှိအာရှရဲ့တို့အာရှရဲ့ယဉ်ကျေးမှုဟာတို့ကနှစ်ပေါင်းထောင်ချီတောင်းချီထောင်ချီနေပြီတို့ကယဉ်ကျေးမှုဟာသူတို့ယဉ်ကျေးပါတယ်ဆိုတဲ့သူတွေက3-4ဟာပဲရှိသေးတယ်ဒီစကားတက်ပညာမှာအဲ့ဒီဟာမျိုးကျွန်တော်ရေချိုးနေပါတယ်ခင်ဗျာကျွန်တော်ရေချိုးနေပါတယ်ရေချိုးနေပါတယ်ရေချိုးနေတယ်ရေချိုးတယ်ချိုးတယ်ကြိုက်တဲ့စကလုံးတစ်လုံးစီဖြုတ်ကြည့်တာနဲ့တပြိုင်နက်သူ့အတိတ်တွေအကုန်လုံးပြောင်းသွားပြီဟုတ်လားပြောင်းသွားပြီဘုံမတို့ပညာရေးစနစ်မှာဘုံမတို့နိုင်ငံရဲ့ပညာရေးစနစ်မှာတန်ဖိုးဘုံမအထားဆုံးဘာလဲဆိုတော့ဣတိမရွေးဖြေတာကိုတန်ဖိုးအထားဆုံးဒါမဲ့အကုန်လုံးကဣတိမရွေးဖြေတာကြီးကိုမကြိုက်ကြဘူးမကြိုက်တာတော့လည်းဘယ်တက်နိုင်မှာတော့ဣတိမရွေးဖြေရတဲ့အရာသာဟာဘယ်လောက်အရာသာရှိတယ်လဲဒါစကလုံးတစ်လုံးချင်းဖြုတ်တာနော်စကလုံးများတစ်လုံးလွဲသွားကြည့်ပါလား pass on the bridge piss on the bridge ဆိုဘလို့လို့အတိပ္ပယ်တအားနဲ့ကွာလို့ဟာဒါသူတို့ဘာသာစကားကိုမပြောပါဘူးကိုလည်းကျွမ်းကျင်တာမဟုတ်စကားပြောတဲ့အခါမှာတယောက်ကနေတယောက်ကိုပြန်ပြောတဲ့စကားမျိုးအတတ်ပညာရှိတယ်အဲ့ဒီမှာစကားလွဲသွားတာနဲ့ပြဿနာဖြစ်ဒုတ်တစ်ပြက်ဓာတ်တစ်ပြက်ဖြစ်ရော
အဲ့တော့ဖုံဖုံပြောချင်ပါတယ်ဆိုတော့ဏ္ဍန်ပြိုးခဲ့တာဟာအများနဲ့ဖုံဖုံနဲ့မတူတာကြီးဖြစ်တယ်လို့ဏ္ဍန်ပြိုးอ่ะဖုံဖုံတို့ပညာရေးမှာဖုံဖုံတန်ဖို့အထားဆုံးကဤနဲ့အဆုံးတတ်တာဤပဲကြိုက်တယ်ဒီနဲ့အဆုံးတတ်တာဒီပဲကြိုက်တယ်ဒဲနဲ့အဆုံးတတ်တာကိုဒဲတယ်ပဲကြိုက်တယ်ဤကိုဒီပြောင်းကြည့်အတိပဲလွဲသွားတယ်ဖုံဖုံတို့မြန်မာစာရဲ့မြန်မာစကားရဲ့တန်ဖိုးနောက်ဆုံးဤဒီမရွေသင်ရတာကိုဖုံဖုံတို့ကဆရာသမားတွေစီကဆရာသမားတွေဆိုဖြူလိုက်တာမဲဆိုမဲလိုက်တာခုနေလေးစားတိုက်တဲ့ကိုဆရာသမားရှိတယ်မင်းသေးกว่าဆိုသေရဲတယ်အဲဖုံဖုံတို့ရဲ့ယဉ်ကျေးမှုအသက်ထက်မိဘလူကြီးဆရာသမားရဲ့စကားကိုဤဒီမရွေနာခံတာဖုံဖုံတို့ရဲ့ယဉ်ကျေးမှုအဲ့ဒီယဉ်ကျေးမှုကိုအပြစ်ခံရင်တော့လေကိုမတတ်နိုင်ဘူးပညာရေးမှာဤဒီမရွေသင်တာကိုကြိုက်တယ်ဘာအတွက်လဲစကားပြောတဲ့အခါမှာလည်းဤဒီမရွေပြောတတ်မှာဒီကပြောတဲ့စကားဟိုဘက်လေးတယ်လို့နည်းနည်းလွဲတာနဲ့တိုင်းပြည်တွေစိတ်ခင်းကုန်ဒီဘက်ကစကားဟိုဘက်တယ်လိုက်တာနဲ့စီရနာဆိုးမဟုတ်သေးဘူးနော်နည်းနည်းလေးတစ်လုံးကြနှလုံးကြတစ်လုံးပြောင်းနှလုံးပြောင်းနဲ့ကိုလင်မယားတွေကွဲသွားနိုင်တယ်တငယ်ချင်းတွေကွဲသွားနိုင်တယ်အုံးမေဒီလိုကြတော့လေငြိမ်နာထောင်နေတာစကားတစ်ခုကိုကဒီယူဆကိုကြိုက်တယ်ဆိုရင်ပြောတော့မယ်ဆိုရင်ဒီယူဆကြိုက်ပြီဘာလို့ကြိုက်တာလဲဆိုဒါကြောင့်ဆိုတဲ့အချက်ပြောနိုင်ရဟိုယူဆကိုကြိုက်တယ်ဆိုရင်လည်းပဲဒါကြောင့်ဆိုတာကိုအချက်ကြပြောနိုင်ရတယ်ကဲဖုံဖုံကဣတိမွေးတင်ရတာကိုကြက်တယ်ကြိုက်တယ်အဲ့ဒီကပြောနေကြတဲ့ပညာရေးစနစ်မှာဣတိမွေးတင်တာမကြိုက်ပါဘူးဆိုတဲ့သူတွေဖုံဖုံတစ်ပါးပဲရှိမှာပါကြိုက်တာအကုန်လုံးမကြိုက်ကြပါဘူးကဲမကြိုက်တဲ့ဘက်ကပြောအရှင်ပြတပည့်တော်တခုမေးပြစတဲ့ရှောက်ရစီဗျာတပည့်တော်ယုံမှာပါလေတပည့်တော်ခုနအရှင်ဘုရားပြောသလိုပေါ့ရင်ကျေးမှုဆိုတာကာဆာဆိုတာရှိရဖုံဖုံကတော့ဣတိမတဲ့နားထောင်မယ်ဆိုတပည့်တော်တို့ကရခိုင်လူမျိုးပါဗျာယုံမှာတပည့်တော်အရာရှိကတပည့်တော်ရဲ့အောက်ကိုငုံပြီးခေါင်းလုံနေတဲ့ခါတပည့်တော်ကိုအဲ့ဒီအရာရှိကခေါ်ပါတယ်ဟဲ့မေကူရည်တယ်ဆိုတော့မိကဖျားလို့ထူလိုက်တယ်အဲ့ဆိုတပည့်တော်ဘာပြောလဲဆိုအဲ့ဒီကငါဖျားလောက်အောင်နဲ့ငါရှင်ပြင်းမဟုတ်ဘူးတဲ့အဲ့ဆိုမိကဒီလိုပဲခေါ်တတ်တယ်လေဒီလိုပဲထူတတ်တာလေဆိုမှငါ့ကိုတဲ့နင်ရတဲ့အဲ့လိုပြောအောင်တဲ့နင်ရတယ်ငါရှင်ပြင်းမဟုတ်နင်ကပါမို့လို့လေတဲ့ဆိုမိကကိုရဲ့ရခိုင်လူမျိုးရဲ့ကရှာပေါ့နော်မိဖကပြည့်လူတရပါးကခေါ်လိုက်လို့ချင်းဖျားဆိုတာထူတာကျမတို့ရဲ့ရင်ကျင်းမှုတရက်ပါလို့ပြောလိုက်ပါတယ်အဲ့ချိန်မှာသမင်းကိုသူကပါပြောတယ်ဆိုတော့နောက်တစ်ခါငါထုရင်လည်းဖျားလို့မထုနဲ့ငါဖျားလည်းမဟုတ်ရှင်ပြင်းလည်းမဟုတ်လို့ပြောပါဗျာအဲ့ဒါဘလို့နဲ့သမင်းကိုပြောပေးပါဗျာမပြောနဲ့တော့မခေါ်နဲ့လို့သူ့ဘက်မှာသူ right ရှိတယ်ကိုယ့်ဘက်မှာကို right ရှိတယ်သူခေါ်ခြင်းခေါ်မခေါ်ခြင်းနေလေကိုထူးခြင်းတာကိုထူးတာနေထူးမယ်လေဟုတ်လားဒါမေးစရာမဟုတ်အမေးဖြေခန္ဓာပြက်ခဲ့ပြီးကိုယ့်ဟာကိုမေးသူများမေးမေးကောင်းကိုယ့်ဟာကိုမေးကိုယ့်ဟာကိုဖြေထားရတယ်သူ့ဘိုင်းဟာသူ့ဘိုင်းကိုယ်ဘိုင်းဟာကိုယ်ဘိုင်းအခုဖုံဖုံစိတ်ထဲမကောင်းတာကဣတိမရွေးတင်တဲ့တို့ယဉ်ကျေးမှုအရာတင်ရတဲ့ခါကိုဣတိမရွေးတင်တာကိုမကြိုက်ပါဘူးဆိုတဲ့သူတွေတို့တော့ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့သူတွေကိုတော့ခွင့်ပြုတယ် agree with the disagree ပဲမတူကွဲပြားတာကိုသဘောတူနိုင်ဖို့အရေးကြီးတာသူတို့ကိုခွင့်ပြုတယ်သဘောတူတယ်ဒါပေမဲ့အကြောင်းအကျိုးတော့ပြချက်လေးပေးရမယ်လေခဲ့ပေးတယောက်ဣတိမရွေးတင်တာမကောင်းပါဘူးဆိုတဲ့သူဟုတ်ဘယ်လိုလဲဒါလန့်တော့ကွာမင်းမတ်တက်ရောက်တော့မဟုတ်လေဖုံဖုံတို့တလို့သားမိဘနဲ့သားသမီးလူကြီးနဲ့လူငယ်ခေါင်းဆောင်နဲ့နောက်လိုက်ဆက်ဆံတဲ့အခါမှာတယောက်နဲ့တယောက်ဆက်တာဣတိမရွေးနားထောင်တတ်တဲ့အကျင့်လေးကိုဖုံဖုံသဘောကျတယ်ဒါဖုံဖုံတို့မြန်မာလူမျိုးရဲ့ကာချာပဲလေအဲ့ဒါကိုသားအနေနဲ့ဘာလေးဆက်သွားဆိုပညာရေးမှာဣတိမရွေးတင်တာကိုဖုံဖုံကြိုက်တယ်စကားဏ္ဍန်ပြောတာကသူများနဲ့အယူဆမတူတော့မှမလို့ဖုံဖုံပြောချင်ပါတယ်လို့ဏ္ဍန်ပြောခဲ့တာအဲ့တော့မို့တပည့်တော်တို့ကတော့ဣတိမရွေးတင်တာမကြိုက်ဘူးဖျားဆိုတဲ့သူတွေအကုန်လုံးမှာအခုမှပါဇက်ပိတ်နေတာပါအဲ့တော့သားတို့ကဣတိမရွေးတင်တာကိုမကြိုက်တဲ့ဘက်ကဖုံဖုံကိုပြန်ပြောပေးတပည့်တော်ကညီမစာကိုတော့နည်းနည်းစိတ်ဝင်စားတော့နည်းနည်းတော့ကြိုက်ဒါပေမဲ့ဟိုပေါ့နော်အဲ့အထက်မျိုးစကားပြောတဲ့အခါမှာမကြိုက်တာလေးတခုကတော့ဘယ်လိုလဲဆိုတော့ဟုတ်ပုံရဲ့အခုနောက်ပိုင်းမှာဒီရှေးရညီမစကားပုံတွေအရာရောဆွေးဝစကားတွေအရာရောပေါ့ဟ
မူသားမပါလင်္ကာမချောတို့အဖြူရောင်မူသားတို့ပေါ့နော်အဲ့လိုမျိုး အဖြူရောင်မူသားကမြန်မာစကားမဟုတ်ဘူးအကာရ အဲ့လိုစကားလေးကြားလာရပေါ့နော်အဲ့လိုစကားတွေကိုကြားပြီးတော့စကားတိုင်းမှာတင်ပေါ့နော်အမားလေးပါမှအစင်ပြေချောမွေတယ်ပေါ့နော်အဲ့လိုမျိုးအခက်အခဲကိုကြော်လွန်သွားတယ်ပေါ့အဲ့လိုမျိုးအခြေအနေကိုအခုနောက်ပိုင်းမှာမဖြစ်စေချင်ဘူးပေါ့နော်အဲ့လိုမျိုးလေးဘယ်လိုမျိုးလေးပြောလို့ရအဲ့ဒါဆိုတန်ဟိုကအဖြစ်အရှင်းရှင်းလေးအဖြူရောင်မူသားဆိုတာမြန်မာစကားမြန်မာကာချာမဟုတ်ဘူးသူတို့ရဲ့ကာချာမူသားမပါလင်္ကာမချောဆိုတာညာကျင်တဲ့သူတွေအတွက်ဟုတ်တော့ကိုကမညာကျင်ဖို့အရေးကြီးတာဖုံဖုံဆိုအဲ့စကားသုံးလည်းမသုံးဘူးကြိုက်လည်းမကြိုက်ဘူးမူသားမပါလင်္ကာမချောဆိုတာလကမညာပဲနဲ့ပြောတတ်တာမျိုးမရှိလို့ဟုတ်လားဒါဟုတ်အေးမူသားမပါလင်္ကာမချောမလုံးနဲ့အမှန်မပါလင်္ကာမချောလို့ဟုတ်တော့ဟုတ်ကဲ့အေးကပြောကြအောင်ဣတိမီကိုပြောဣတိမီရဲ့အကြောင်းတဘောဣတိမီဖြေမှုဟာမဖြစ်နိုင်လို့ထင်ပါတယ်ဟုတ်ပြီပြောသမီးအဲ့လိုပြောတာကြိုက်တာပေါ့ပြောဘာဖြစ်လို့ဆိုတော့လူသားကတစ်ခုမဟုတ်တစ်ခုကစာကြိုက်ရအောင်မှတစ်ခုကမေးခဲ့ကြယူဆောင်းဝဲဖြစ်နေကြရောဒီဟာသမီးပြောတော့တာသမီးကကိုယ့်အကိုညံ့တာကိုပြောနေတာဆောင်းဝဲဖြစ်ခင်တော့ငါတော့ဣတိမီရဲ့အကုန်လုံးဖြေမယ်လို့စိတ်ကူးရကြပြီဒါပေမဲ့ဘယ်တော့မှဣတိမီဖြေခဲ့ပါဘူးဣတိမီရမကောင်းတာလားကိုယ့်ဘက်ကမစွမ်းဆောင်နိုင်တာကိုယ့်ဘက်ကမစွဲဆောင်နိုင်အဲ့ဒါပြောတာဟုတ်တယ်မဟုတ်လားသမီးဟိုဘက်ကပါဖုံဖုံဘက်ကမပါနဲ့အဲ့ကြောင့်ဣတိမီရောဘယ်တော့မှမဖြစ်နိုင်လို့ထင်ပါတယ်ဟုတ်သမီးဖုံဖုံတို့ဖုံကြီးတွေဖြစ်ပြီးတကသုံးပုံဣတိမီရွေးသမီးတို့ဘက်ကဆိုရင်ဘာဣတိမီရွေးလို့ဆိုတော့1အပေါင်း2 3ဟုတ်တယ်မလားသင်္ချာဣတိမီရွေးပဲအဂျီဘရာပဲကြည့်မလား geometry ပဲကြည့်မလားတော့ဘာကြိုက်တာကြည့်ဟုတ်တော့ဣတိမီရွေးပဲဒီမှာ chemistry ရောဣတိမီရွေးမဟုတ်လို့ဘာတော့ physics ရောဣတိမီရွေးမဟုတ်လို့ဘာတော့ဖုံဖုံပြောဘူးပါတယ်သားเจ้าသားတွေသမီးเจ้าသူတွေနဲ့ပြောဘူးတယ်အဖြစ်ရဘာလို့ဆိုဣတိမီရွေးမကြိုက်ဘူးဘာဖြစ်လို့လဲစာကြည့်ရတာပြင်းလို့တဲ့ကဲပြောကြတဲ့သူလှည့်ပြောသမီးဟုတ်လားဖုံဖုံဘက်ကပါသွားတာသမီးอ่ะပြောဗျာဟိုရှင်လဲဆွဲတာပြားလဲရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတဲ့စကားဆိုတာဟောပုံလက်ခံပါလားဗျာလက်ခံမလားလို့မေးရင်တော့မေးခွန်းမေးတိုင်း3မျိုးဖြေမှာပဲလက်ခံမလားလို့မေးလက်မခံဘူးလဲဖြေမှာလက်ခံတယ်လဲဖြေမှာအမှန်တိုင်းဖြေရင်တော့ဘာပြောမှမသိဘဲနဲ့ဘလို့ခေါင်းညိုင်ရမှာတော့ဘယ်ကိစ္စကရှင်လဲလျှောက်တာပြားလဲဆွဲတာလေဘယ်ကိစ္စအကြောင်းပြောမှာလေဟုတ်နော်ဒီမေးခွန်းမှာဖုံဖုံကလက်ခံပါတယ်လို့ပြောရင်သိပြီဖုံဖုံစကားပြောတဲ့အခါမှာဘာအကြောင်းအရာအတွက်ပြောမှမသိတဲ့ဟာတခုကိုခေါင်းငိမ့်တာလောက်ဆိုးတာမရှိထောက်ခံစကားပြောတာလောက်ဆိုးတာမရှိစကလုံးဆိုတာအတန်ဆိုတာကတော့စိတ်တော်တတ်တော်တူဇောဆိုတော့စိတ်ကြောင့်လည်းအတန်ထွက်တယ်ဥရုကြောင့်လည်းအတန်ထွက်တယ်ဒီစကားကြတော့စိတ်ကြောင့်ထွက်ကြတယ်အဲ့ဒီစိတ်ကလည်းဘု து ဘောမူတည်တယ်လေလို့ဆိုတော့ပင်ကိုဘောမူတည်တယ်လို့ပတ်ဝန်းကျင်ဘောလည်းမူတည်တယ်ခဏခဏပြောခဲ့ပါတယ်အင်းဝခေကြတော့တဦးနဲ့တဦးပြောတဲ့အခါမှာနဗီရီကာယအနေနဲ့ပြောတာတပြည့်တစ်ခက်နဲ့ရွှေကြီးရက်ကပြန်လာတယ်လို့စသည်အားဖြင့်ပေါ့အလံမဝေးတဲ့မန္တလေးသွားတယ်လို့တခါတခါကြုံတဲ့ရတနာဘုံရောက်တယ်လို့ဒါသူတို့တဘာဝကိုဒီတိုင်းပြောတာလေဒါဘယ်သူကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ဒီတိုင်းပြောကြတဲ့ခေတ်ပြောတော့ကြားတဲ့သူတွေကဒီတိုင်းဖြစ်လာတာတော့ခုခေတ်ခုခါကြတော့ဟဲ့ကိုးမဟိဒိုးမဟိဆွဲမဟိကိုးလိုက်ဒိုးလိုက်ဆွဲလိုက်ဆိုတော့အဲ့တော့သူတို့ကြောင့်လိုက်ပြောလာရတဲ့ပုံမှာဟိုခေတ်ကဒီလိုဖြစ်သွားတာလေခေတ်ကဒီလိုဖြစ်သွားတော့အခုနေသွားပြီးတော့အင်းဝခေတ်ကစကားမျိုးပြောလို့မရတော့ရတနာဘုံခေတ်ကစကားမျိုးပြောလို့မရတော့ဒါပေမဲ့တခုတော့ရှိတယ်ဟုတ်ခေတ်ခုဟိုခါကကာယံကြပြာနဗီနဲ့ပြောလေရင်ကျေးတာပဲရိုင်းတာပဲဒီခေတ်ဒီခါမှာဒိုးတောက်ပြောလေရိုင်းတဲ့စကားကရိုင်းတာပဲရင်ကျေးတာကရင်ကျေးတာပဲအဲ့ဒီပုံမှာကြတော့ဘာပေါ်သွားမူတည်လဲဆိုတော့သူ့အတိုင်းဝိုင်းတုပ်ပတ်ဝန်းကျင်နဲ့မကသူ့စိတ်ခံစားချက်သူပြောတဲ့အချိန်တုန်းကဖြစ်နေတဲ့အခြေအနေဒါမှမဟုတ်သူ့ပင်ကိုစိတ်แท้ကိုကဒါကြီးကိုမကျေနပ်ဘူးဆိုရင်ဒေါသနဲ့ပေါ့
ဒါရုပ်ပဲဖြစ်ချင်နေတယ်ဆိုလောဘနဲ့ပေါ့စကားတတ်ပညာကိုလည်းမသိဘူးအခြေအနေကိုလည်းမသိဘူးဆိုရင်တော့မောဟနဲ့ပေါ့အခုဘုန်းကြီးကချင်းအကျင့်ပါနေတာစကားတတ်ပညာမှာကိုပါဠိထက်မပြောဘဲမနေနိုင်ဘူးဒါကိုနေခဲ့တဲ့ပတ်ဝန်းကျင်ကိုနေခဲ့တဲ့အတိုင်းဝိုင်းကိုအကျင့်ကိုလောဘဒေါသမောဟဆိုတာဒါပါကိုပါနေတာမျိုးပေါ့ဒါကိုကလောဘဒေါသမောဟလို့ပြောတာဖရာတရားစကားကောင်းတဲ့ဟိဆိုတာရှိတယ်လို့ဘာလဲကွာလောဘဘာလဲဒေါသဘာလဲမောဟလို့ဒီလိုပါဠိသုံးတာကိုမကြိုက်တဲ့သူတွေလည်းရှိတယ်လေအဲ့ကျတော့ဘယ်ဟာကိုတော့လူတယောက်ရိုင်းနေဆိုတဲ့စကားပြောနေဟာကိုမကြိုက်လို့လားအသုံးအနှုံးကမယဉ်ကျေးတာလားသူတို့မသုံးတတ်သေးတာလားနောက်တော့ပတ်ဝန်းကျင်ကဒီလိုပြောမှကြိုက်ကြတာလားတချို့ကလည်းရိုင်းပြောမှကြိုက်တယ်ဆိုပြီးတော့ရိုင်းပြောတာကိုပဲအဟုတ်ထင်ပြီးတော့သဘောကျလာခဲ့တော့အကုန်လုံးရိုင်းကုန်တာတွေလည်းအများကြီးဒါရိုင်းနေဆိုတဲ့စကားလုံးသုံးလို့ဒီကလိုက်သုံးပေးတာပါတချို့ကလည်းအဲ့လိုမျိုးကိုဒိုးတောင်းနဲ့ကြမ်းကြမ်းပြောမှစသည်အဖြစ်ပေါ့လေအသုံးတော့အဲ့ဒါကတော့ပတ်ဝန်းကျင်အတိုင်းဝိုင်းပြောတဲ့ပုဂ္ဂိုလ်နားထောင်တဲ့ပုဂ္ဂိုလ်အဲ့ဒီတော့မှမူတည်ပြီးတော့စကားလုံးဆိုတာပြောင်းသွားကြတာအဲ့တော့ကိုကဘလို့ဟာမျိုးကိုယဉ်ကျေးတယ်တတ်မှတ်တယ်လေဘလို့ဟာမျိုးကိုမယဉ်ကျေးဘူးတတ်မှတ်တယ်လေအမှန်တော့ကိုပြောတဲ့စကားအကျိုးရှိဖို့ပဲအကျိုးရှိဖို့ကိုအကျိုးရှိဖို့လားသူများအကျိုးရှိဖို့လားဘယ်ဟာအကျိုးရှိဖို့လဲအကျိုးဆိုတာဘလို့လဲအကျိုးရဖို့ရအတွက်ကောင်းသောစကားပြောရင်းနဲ့အကျိုးရတာရှိတယ်လို့မကောင်းတဲ့စကားပြောရင်းနဲ့လေအကျိုးရသွားတဲ့သူတွေရှိတယ်ဒါကြတော့နည်းနည်းလေးနဲ့ရှိုင်းသွားပြီမကောင်းတဲ့စကားပြောပြီးဘလို့အကျိုးရှိမှာတုံးဆိုတော့ကိုယ်ဖြစ်ချင်နေတာဒါမဖြစ်အောင်ဘလို့လို့သူများဂုံတိုက်တယ်သူများကြတဲ့ဝင်းမွေလိုက်တယ်ဒီရှာလေးနဲ့ပဲရှောက်သူကတော့အကျိုးရှိသွားတယ်ကျန်တဲ့သူတွေအကျိုးပြက်သွားတယ်အဲ့ဒါလိုမျိုးကိုတာမန်ပြောတာပါဒါပေမဲ့သူဟာသူလည်းတထိတ်တလန်းလန်းနဲ့နေရမယ့်အလုပ်မျိုးပေါ့လေဒါပိသုနာဝါစာဆိုတာမကောင်းတဲ့ဟာပေါ့လေအဲ့တော့ကိုစကားပြောတဲ့အခါမှာဘာလဲရည်ရွယ်ချက်ကဘာလဲဘလို့ပြောမလဲပြောနည်းကဘလို့လဲအဓိကတော့ကိုယ်တိုင်ပြောတတ်ဖို့အရေးကြီးတာသူတို့ပြောတော့ကစကားလုံးရိုင်းတယ်လို့ကိုတတ်မှတ်လိုက်တယ်အပြစ်ပြောတာမဟုတ်ဘူးနော်စကားမတတ်သေးဘူးလို့ပြောတယ်ဒါပေမဲ့ तू ကဘယ်ပရိသတ်ကိုပြောလို့ဒီလိုပြောရတာလဲဘယ်ပရိသတ်ကိုပြောလို့ဒီစကားလုံးသုံးရတာလဲဒါရှိသေးတာအဲ့တော့ကိုကသူ့နေရာမဟုတ်တော့ဘူးအဲ့တော့စကားပြောတဲ့အခါမှာကိုကရောကိုပြောချင်တိုင်းပြောမှလားနားထောင်တဲ့ပရိသတ်ပေါ်မူမတည်တော့ဘူးလားဖုံခဏပြောပါတယ်အဖိုးဖွားလေးစကားစပြောကစားမြည်လေးချီပြီးဆိုရင်နာမီးလေးနဲ့ခေါ်တာငါမီးလေးတောင်မပြီးဟုတ်တယ်မလားသားရီသမီးတွေခေါ်တတတို့မိမိတို့ဆိုတော့အဲ့တော့သူနားထောင်တဲ့သူနဲ့ကြိုက်အောင်ပြောတဲ့စကားလုံးမျိုးရှိတယ်လေအဲ့ဒါကိုကကြားဝင်နားထောင်ရင်မပြောတတ်ဘူးလို့ပဲပြောမလားရိုင်းနေပဲပြောမလားရှိတယ်လေဟုတ်နော်အဲ့တော့ခုနရှင်လည်းလျှောက်တယ်ပြားလဲဆွဲတာတော့ခဏထားလိုက်ပါအဲ့တော့စကားမှာဖုံလူချင်းနဲ့ပဲလေကန့်လန့်မပြောကြဘူးဟမ်ဣတိမရွေးဆိုတာအေးပြောပေးလိုက်မိနစ်40တော့ပြည့်သွားပြီပြောတာပြောဆရာတို့ပြောရဗျဆရာတို့အခုချိန်တာပေါ့နော်အထက်ကဆရာသမားတွေကတေးဆိုတေးနိုင်တယ်လို့ဆရာတို့ပြောရဗျာဒါပေမဲ့လက်မခံဘူးဗျာဒါလက်မခံတော့ဘုံကလက်ခံတင်ပါဗျာဘာလို့လဲဆိုတော့အင်ကူလီမာလာဆိုဘယ်လိုလုပ်မလဲဗျာသူရဲ့ဆရာကသူ့လက်ညိုးတစ်ထောင်လိုက်ဖြတ်ခိုင်းတယ်ဗျာအဲ့တော့မဆိုင်တဲ့လူတွေပါလက်ညိုးတွေပြက်ပြီးတော့ဒုက္ခရောက်ရတယ်ဗျာနောက်ဆုံးသူရဟနာဖြစ်တယ်လေဒါပေမဲ့သူတယောက်တည်းကောင်းတာဗျာတင်တဲ့မဆိုင်တဲ့လူတွေကလက်ညိုးပြက်ပြီးတော့ဒုက္ခရောက်ရတယ်ဗျာဒါကတင်ပါအင်ကူလီမာလာလိုက်တက်လို့ကျန်တဲ့လူတွေလက်ညိုးဖြတ်တယ်ဆိုဖုံတို့ရဲ့ဒီဘာသာရေးရာဖုံတို့ရဲ့နားလည်မှုကလူတယောက်လက်ကိုသူများဖြတ်လို့မပြတ်ဘူးတင်ပါဗျာနားလည်ပါဗျာကိုဖြတ်ခဲ့ဘူးမှပြတ်တာလေတင်ပါဗျာဟုတ်တော့တင်ပါဗျာအဲ့ဒါဂျာအင်ကူလီမာကြီးတက်နာမည်ပြက်ခံရတာတနာပါနတ်စကားတက်ပညာပြောတာနော်ဟုတ်လားကိုပြောတဲ့ဟာကိုဖတ်ကိုဘက်စီးလေးတဲ့ကိုပိုက်အောင်နိုင်အောင်ပြောရတာမျိုးပေါ့ဒါသားနဲ့ပြန်ပြောတာမဟုတ်ဘူးနော်သင်တန်းပေးတဲ့သဘောမျိုးတင်ပါဒါပေမဲ့လက်ခံတာကတော့လေးစားတိုက်တဲ့သူတယောက်ပြောတဲ့စကားမှာလိုက်နာတင်တယ်လို့ပြောတော့ထင်တယ်ဗျာလူတိုင်းပြောတဲ့စကားတော့ကိုထက်
ကြီးတယ်ပေါ့နော်ဟိုလူကြီးပဲဖြစ်နေပြီပေါ့နော်အမေပဲဖေပဲဖြစ်တယ်မင်းဣတိမကြီးဒါလို့ဆိုအော်ကျွန်တော်ဆိုအမေကခိုင်းတယ်ဗျာဟာဣတိမကြီးပေါ့နော်လုတ်ခဲ့ဆိုနေကျုံကြဆံဝယ်ခဲ့လို့တပည့်တော်ခိုင်းတယ်ဗျာကျုံကြဆံဝယ်လို့မရဘူးဗျာဆိုတော့ရိုးကြဆံဝယ်ခဲ့တယ်အဲ့အတွက်အမေကကျွန်တော်ဣတိမကြီးမလုတ်ခဲ့ဘူးဗျာအမေကသားလေးတော်လိုက်တာတဲ့တကယ်လို့သာနေဘာမှမဝယ်လာဘူးဆိုရင်ငါဘာမှစားရမှာမဟုတ်ဘူးတဲ့ကြာတဲ့ဝယ်လိုက်တဲ့အဲ့ဆိုဘုံမောပြောမယ်ဒါဂျုံကြာဆန်တော့မရှာတတ်တဲ့အဆင့်ရောက်သွားတာပေါ့မဟုတ်ဗျာဟောအမြန်လုံးနေတာဗျာအမြန်လုံးနေတာဗျာအမြန်လုံးနေတာအခြေအနေရဗျာအခြေအနေရဘလောင်းပလဲလုတ်တဲ့အချိန်ကြီးပါသွားမှာပေါ့တင်မဟုတ်ဗျာဟိုနှုံးတစ်ဖက်အကျိုးရှိတယ်ဗျာအမေကစိတ်မဆိုးတဲ့ချိန်ငါသားလေးတော်တယ်ဗောနော်တကယ်လို့သာနေပါမြောက်တာကိုတကယ်ကြိုက်တာပဲမဟုတ်ဗျာအကျိုးလည်းတကယ်ရှိနေတာဗျာဒါကိုတကယ်ကြိုက်သွားသလားကြိုက်တာတော့မဟုတ်ဗျာဒါတကယ်တမ်းကျတော့တားကိုယ်တိုင်အဖေဖြစ်တဲ့အခါကျရင်တားကိုယ်တိုင်အမေနေရာရောက်တဲ့အခါကျရင်တားကိုယ်တိုင်ခေါင်းဆောင်နေရာရောက်တဲ့အခါကျရင်နော်ဂျုံကိုဆန်ဖြစ်အောင်လုပ်တဲ့သူမျိုးနဲ့ဒါတွေ့တာကြိုက်သလားဒါလေးပြန်စဉ်းစားရမယ်ဟုတ်တယ်မဟုတ်လားအဆင်ပြေသလိုလုတ်သွားတဲ့အကျင့်ကြီးပါတဲ့တပည့်မျိုးနဲ့ကြိုက်သလားဒါအရေးကြီးတယ်ဒါကဟိုအတတ်ပညာပြောနေတာဒါရုပ်ပဓာနာဆွေးနွေးတာမဟုတ်ဘူးနော်ဒါသေချာစဉ်းစားကြည့်တို့ယဉ်ကျေးမှုတော့တန်ဖိုးကြီးတာမရှိဘူးဟုတ်ပြီနော်ဒါပြည်သူများခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးမှတ်သားခဲ့ရတဲ့စကားအတတ်ပညာဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့နာယူမှတ်သားခဲ့ရတာကတော့စကားအရာမှာလိမ္မာကျွမ်းကျင်မှုအနည်းလန်းအသွယ်တွေကိုပြီးခဲ့တဲ့တစ်ပတ်တွေတော့ထက်ပုံမူပြီးသိရှိတဲ့အချက်တွေများလာတယ်လို့တော့ကျွန်တော်ထင်ပါတယ်။အဲ့ဒီအချက်တွေအားလုံးကိုကျွန်တော်တို့ဟာသေချာဂါဂနာနာနဲ့လေ့လာမှတ်သားပြီးလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်တော့တကယ့်စကားပြောဆိုဆက်ဆံမှုမှာအကျိုးတရားမှုတော်တော်များမယ်လို့ကျွန်တော်ထပ်တူထပ်မြယုံကြည်မိပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့စကားပြောဆိုမှုတွေကတဆင့်ကျွန်တော်တို့လိုချင်တဲ့အဓိပ္ပာယ်ရအောင်ကျွန်တော်တို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုလည်းဒီစကားပြောဆိုမှုတွေကနေပဲကျွန်တော်တို့ဟာရအောင်သွားကြမှာဖြစ်ပါတယ်။အဲ့လိုမျိုးရအောင်သွားတဲ့နေရာမှာဘယ်သူကိုမှအထီးကိုက်မှုမရှိဘဲနဲ့အားလုံးအစဉ်ပြေချုံးမွေ့စွာပြောဆိုဆက်ဆံနိုင်ကြမယ်ဆိုရင်တော့ကျွန်တော်တို့အားလုံးရဲ့လောကကြီးဟာတာယာငြိမ်းချမ်းမှုအတိရှိနေမှာပါ။ဒါကြောင့်လည်းပဲတာယာငြိမ်းချမ်းမှုအတိရှိလာတဲ့လောကကြီးကိုအလှဆင်နိုင်မှုအတွက်ကျွန်တော်တို့အားလုံးတဦးနဲ့တဦးတယောက်နဲ့တယောက်စကားပြောဆိုဆက်ဆံမှုတွေမှာအစဉ်ပြေစွာနဲ့တာယာစွာပျော်ရွှင်စွာပြောဆိုဆက်ဆံနိုင်ကြပါစေ။လက်တွေ့ဘဝအသုံးချမှုတွေမှာလည်းကောင်းမွန်အောင်မြင်မှုတွေရောက်ရှိကြပါစေလို့ကျွန်တော်ကထပ်တူထပ်မြဆန္ဒပြုရင်းနဲ့ဒီနေ့အစီအစဉ်ကနေနှုတ်ဆက်ပြစေခင်ဗျာတစ်ဖက်ကအဖြူပြောလို့ရှိရင်အမဲဆိုတာလည်းပြောနိုင်ရတယ်ဖြူတူတူလည်းပြောနိုင်ရတယ်မက်တက်တယ်လည်းပြောနိုင်ရတယ်မိကိုလည်းပြောနိုင်ရတယ်အဲ့လိုမျိုးကိုပြောတတ်စေခြင်းဟုတ်တာပြန်ပြောဦးမှာလားမပြောတော့ပညာရဆိုတာဣတိမွေသင်ရတဲ့ပညာရဟာဣတိမွေကိုသင်ရတယ်ဘယ်ပညာဖြစ်ဖြစ်သင်ရင်ဣတိမွေသင်ရတာဒါမဲ့တစ်ခုတော့ရှိတာပေါ့ဣတိမွေမဟုတ်ဘဲနဲ့ညံကုန်ပြီးပြောရတာမျိုးဣတိမွေမဟုတ်ဘဲနဲ့ခံစားချက်ထည့်ပြောရတာမျိုးဣတိမွေမဟုတ်ဘဲနဲ့အမြင်မတူအောင်ပြောရတာမျိုးဒီလိုပညာရက်တွေလည်းရှိတာအဲ့ဒီပညာရက်မျိုးဆိုရင်တော့လက်ခံပါတယ်ပညာရက်ပေါ်မူတည်သွားတာ